ပြန်ဆိုင်မှုများတဲ့ competitive gaming လောကမှာတရုတ်လူမျိုးတွေကအရင်ကလိုမတောက်ပနိုင်တော့ဘူးလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Fan Esport ကဖြစ်ပါတယ်ဒီပြန်ဆိုင်မှုတွေများနေတဲ့ကျွန်တော်တို့ဒီ Esport gaming လောကမှာတရုတ်လူမျိုးတွေကအစင်လာနဲ့ကြီးစိုးခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့2022နောက်ပိုင်းကနေစပြီးတိတိတတ်တာနဲ့အကြဘက်ကိုရောက်ရှိလာတာဟာသူတို့ရဲ့အောင်မြင်မှုတွေကိုလေ့လာရင်းကနေသိတာနေပါတယ်တရုတ်သိန်းတွေရဲ့ပုံစံတွေက competitive science ရဲ့အဆုံးပိုင်းကာလတွေမှာအတော်လေးလေးစားအားကျမှုကောင်းခဲ့ပေမဲ့စင်ငယ်ပြောင်းလဲမှုဆိုတာကိုလည်းကျွန်တော်တို့ကအမေ့ပြောက်ထားခဲ့လို့မရပါဘူး mobile ရဲ့အောင်မြင်မှုအများဆုံးဖြစ်ကြတဲ့ Dota 2နဲ့ League of Legends တို့မှာတရုတ်လူမျိုးတွေရဲ့အောင်မြင်မှုတွေကိုဥရောပနဲ့အခြားအာရှနိုင်ငံတွေကကြော်တက်လာနေပြီး Valorant နဲ့ CS:GO တို့မှာဆိုလို့ရှိရင်ပိုဆိုးပါတယ်မြင်အောင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိစော့ကစားနေကြတဲ့ MLBB ရဲ့ World Champion ဖြစ်တဲ့ M7 မှာ DFYG GZG တို့လိုမျိုးအသင်းတွေကမျှော်လင့်ထားသလောက်ကြီးကျွန်တော်တို့ဖြစ်မလာခဲ့ပါဘူး HOK လို့ China base ဖြစ်တဲ့ game မှာတော့တရုတ်လူမျိုးတွေရဲ့ကစားအားကိုအခြားအရှိတောင်အာရှနိုင်ငံတွေကရင်ပေါင်တန်းကစားလာနိုင်တာဟာသူတို့ရဲ့ mobile ပေါ်ချင်းကပ်ပုံမှားယွင်းနေလားဆိုတဲ့မိကုန်းတွေကျွန်တော်တို့ကပြန်ထုတ်ပါပါတယ် game ပေါ်စီးကန်းနဲ့ပြင်ဆင်မှုကောင်းမွန်လာပါတယ်ဆိုတဲ့တရုတ်အသင်းတွေရဲ့ကစားပုံဟာအရန်ကိုရိုးရှင်းလုံးနေပါတယ်တီထွင်ဖန်တီးနိုင်စွမ်းဟာပြိုင်ဆိုင်မှုမှာအဓိကလိုအပ်ချက်ဖြစ်တယ်ဆိုတာကိုဥရောပအသင်းတွေနဲ့ကစားသမားတွေကပြသခဲ့ပြီးအရှိတောင်အာရှအသင်းတွေကတော့ဂိမ်းရဲ့အလှည့်ပြောင်းတွေကိုရှာဖွေနိုင်ခဲ့ကြတာကြောင့် China Gaming ဟာဒီထက်ပိုတဲ့အဆင့်တစ်ခုကိုပြောင်းလဲဖို့အချိန်ကျနေပါပြီ။ကဲပြိတ္တကြီးရောဘယ်လိုထင်လဲ။အရင်က China Dodo Best Dodo ကိုသူတို့ပြင်လည်ပုံဖော်နိုင်မှထင်တာ။ထင်မြင်ချက်လေးဝင်ရောက်ဆွေးနွေးသွားကြပါအောင်။